ပေါင်85တန်းဟုတ်ပါတယ်နျူကာဆယ်သင်းရဲ့တောင်ပန်ကစားသမားအန်တိုနီဂေါ်ဒန်ကတော့မကြခင်မှာဘာစီလိုနာသင်းရဲ့ကစားသမားဖြစ်လာတော့မှာပါအားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဥရောပဘောလုံးလောကကိုလှုပ်ခတ်သွားစေတဲ့အန်တိုနီဂေါ်ဒန်နဲ့ဘာစီလိုနာအသင်းတို့ရဲ့အပြောင်းရွှေ့အပြည့်အစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်တလောထွက်ပေါ်လာတဲ့ Team Talk ရဲ့သတင်းတွေအရစပိန်ချန်ပီယံဘာစီလိုနာအသင်းကနျူကာဆယ်တောင်ပန်ကစားသမားအန်တိုနီဂေါ်ဒန်ကိုခေါ်ယူဖို့ကလပ်အချင်းချင်းကြားမှာသဘောတူညီမှုရရှိသွားပါပြီကစားသမားနဲ့လည်းပုံကိုရရသဘောတူညီမှုရရှိသွားတာဖြစ်လို့မကြခင်စစ်စစ်မှုခံယူပြီးရင်တရားဝင်ကြေညာတော့မှာပါပြောင်းရွှေ့ခြေကတော့အခြေခံပေါင်သန်း80ဝန်းကျင်ဖြစ်ပြီးအပေါ်စုကြီးတွေအပါဝင်စုစုပေါင်းပေါင်85သန်းကျော်ဖြစ်ပါတယ်ဒီပမာဏကနျူကာဆယ်ဘက်ကအလိုရှိနေတဲ့တန်ဖိုးနဲ့ကန့်ညီနေတဲ့အတွက်ကမ်းလှမ်းမှုကိုချက်ချင်းလက်ခံခဲ့တာဖြစ်ပြီးယခုတစ်ပတ်အတွင်းမှာပဲဂေါ်ဒန်တယောက်စစ်စစ်မှုခံယူဖို့ရက်ရှမ်းယူထားပြီးဖြစ်သလိုပုံကိုရရလည်းသဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်တကယ်တော့အသက်25နှစ်အရွယ်အင်္ဂလန်ကျယ်ဝင့်ဂေါ်ဒန်ကိုခေါ်ယူဖို့ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းကပုံကိုရရသဘောတူညီမှုအရင်ရရှိခဲ့တာပါဒါပေမဲ့ဘိုင်ယန်ဘက်ကနျူကာဆယ်ရဲ့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးညှိနှိုင်းရမှာကြံ့ကြာနေခဲ့လို့ဘာစီလိုနာအသင်းကကြားဖြတ်ပြီးအမြန်ဆုံးအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဘာစီလိုနာအသင်းကဂေါ်ဒန်ကိုခေါ်ယူလိုက်ပေမဲ့မန်ယူသင်းရဲ့တောင်ပန်ကစားသမားမာကက်ရက်ရှ်ဖို့ကိုတော့အငှားနဲ့ထပ်မံခေါ်ယူမဲ့အစီအစဉ်ကိုဖျက်သိမ်းမှာမဟုတ်ပါဘူးနီးပြဟန်စီဖလစ်ကဂေါ်ဒန်ရဲ့နေရာဆုံးကစားနိုင်မှုညံနှုံးနဲ့တောင်ပန်နှစ်ဖက်စလုံးမှာကစားနိုင်စွမ်းတွေကိုသဘောကျပြီးရက်ရှ်ဖို့နဲ့ဂေါ်ဒန်နှစ်ယောက်လုံးကိုသူ့ရဲ့တိုက်စစ်ပိုင်းမှာပူးတွဲအသုံးပြုဖို့စီစဉ်နေတာဖြစ်ပါတယ်ကဲပရိသတ်များခင်ဗျာပေါင်85သန်းနဲ့အန်တိုနီဂေါ်ဒန်တယောက်ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာတောက်ပနိုင်မလားကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ